ကျဆိုပါရဲ့ကျမကတော့ဒီချယ်ဝေးပါအခုကျမတို့ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကကျမတို့လူကြီးမိဘတွေကကလေးလိုတွေးပေးကြဖို့ပေါ့နော်အဲ့တော့ကလေးနဲ့အတူရှိတဲ့လူကြီးတိုင်းဟာကလေးလိုတွေးတတ်ဖို့လိုအပ်ပါတယ်အနည်းဆက်ဆုံးပေါ့နော်ကလေးလိုတွေးပေးနိုင်မှာကလေးတွေနဲ့အဆင်ပြေနိုင်မှာပါအဲ့တော့ကလေးတွေကရီတယ်ငိုတယ်အော်တယ်ကြောက်တယ်စသဖြင့်အဲ့ဒီအကြောင်းအရာတွေဟာသူတို့ရဲ့အတွေးတွေနဲ့ခံစားချက်တွေကနေပြီးတော့ထွက်ပေါ်လာတာပေါ့နော်လူကြီးအားလုံးကလည်းစကလေးဘဝကိုဖြတ်တန်းမှုကြရဲပေါ့နော်ကျမတို့ကလေးငယ်ရဲ့အကြောင်းကိုလူကြီးမိဘတွေပြန်လည်ပြီးတော့ပြောပြကြရဲပေါ့နော်အဲ့ဒီခါမှာဆိုရင်လူကြီးတွေကကလေးတိုင်းကဒီလိုပဲပေါ့နော်ဒီချက်ဆိုရအခြေအနေလဲကိုယ်ငငယ်ကကြုံခဲ့ဘူးကြရဲပေါ့နော်အဲ့လိုမျိုးပြန်လည်ပြီးတော့ပြောကြတယ်အဲ့တော့ဒီလိုမျိုးအသက်တွေကြီးလာတဲ့အခါမှာပေါ့နော်ကျမတို့ကငယ်စဉ်ကအကြောင်းအရာတွေမေ့သွားတတ်ကြတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ကလေးတွေကိုပြုစုဆောက်ရှောက်ပေးတဲ့လူတွေအနေနဲ့ကပေါ့နော်ဟိုကလေးနဲ့ပတ်သက်ပြီးတော့အခြေခံကြနားလည်ဖို့ကလေးရဲ့ဒီစိတ်ပညာကိုတီးခေါင်းမိဖို့စာအုပ်စာပေတွေဖတ်ပြီးတော့တည်သက်နားလည်ပညာရှင်တွေကိုမေးပြန်ပြီးတော့မှကလေးလိုတွေးပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကျမတို့လူကြီးတိုင်းတတိပြုမိရမှာပါကတော့ကျမတို့ရိုင်းဟာငယ်စဉ်ဘဝမှာကလေးဖြစ်ခဲ့ဘူးတယ်ကလေးလိုတွေးခဲ့ဘူးတယ်အဲ့လိုနားလည်မှဒါလည်းကလေးတွေကိုတည်တည်ခံနိုင်မယ်ပေါ့နော်ဒါမှဒါလည်းမိဘနဲ့ကလေးနဲ့ပြန်အလက်နားလည်မှုယူနိုင်မယ်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြမယ်နော်